အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ကွန်ပျူတာသုံးတဲ့တငယ်ချင်းတွေအတွက်ကိုယ့်ရဲ့ကွန်ပျူတာမှာ software တွေ program တွေကို install တင်တဲ့အခါတနည်းအားဖြင့်ကျွန်တော်တို့ run တဲ့အခါမှာ Windows Product UI PC ဆိုတဲ့ message ပေါက်ကြီးပို့ပြီးတော့ကျွန်တော်တို့ software တွေ install တင်လို့မရဘူး run လို့မရဘူးဆိုရင်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့ပြဿနာလေးကိုကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ကွန်ပျူတာမှာကျွန်တော်နမူနာအနေနဲ့ဒီ software လေးကိုကျွန်တော် install တင်ကြည့်မယ်နော်ဆိုတော့ကျွန်တော်တို့ software တွေဝင်လိုက်မယ်ပြီးဒီမှာရှိနေတဲ့ကျွန်တော်တို့ဒီ start up ဆိုတာကိုကျွန်တော်တို့ double click ပေးလိုက်မယ်နော်ဆိုတော့ကျွန်တော်တို့အခုလိုမျိုး Windows Product UI PC ဆိုတဲ့ message ပေါက်ကြီးပေါ်ပြီးတော့ကျွန်တော်တို့ဒီ software ကို install တင်လို့မရဘူးတနည်းအားဖြင့်ကျွန်တော်တို့ run လို့မရဘူးဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကိုကျွန်တော်ကဒီဗီဒီယိုမှာမျှဝေသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့နည်းပညာလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့က Windows ရဲ့ဒီမှာရှိနေတဲ့ try here to set ဆိုတဲ့ဒီ boundary ထဲမှာ click တစ်ချက်ထောက်မယ်ပြီးရင်ကျွန်တော်တို့ရထည့်ရမှာက WINDOWS okay ပေါ်လာပြီเนาะဒီမှာရှိနေတဲ့ကျွန်တော်တို့ Windows Security ဆိုတာကို click တစ်ချက်နှိပ်လိုက်ပါဆိုတော့ဒီအဆင့်ကိုရောက်ကြည့်လာဒီအဆင့်ကိုရောက်ကြည့်လာပြီဆိုတော့တကယ်ကျွန်တော်ကဒီဘယ်ဘက်ချမ်းမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီ point လေးเนาะ app and browser control ဆိုတာကို click တစ်ချက်နှိပ်လိုက်ပါဆိုတော့ဒီအဆင့်ကိုရောက်ကြည့်လာပြီဒီအဆင့်ကိုရောက်ကြည့်လာပြီဆိုရင်ကျွန်တော်အခုထောက်ပြတဲ့ဒီ point လေးကို click တစ်ချက်နှိပ်လိုက်เนาะဒီမှာเนาะokay ဒီစာမျက်နှာကိုရောက်ကြည့်လာပြီဒီစာမျက်နှာကိုရောက်ကြည့်လာပြီဆိုတော့တကယ်ကျွန်တော်ကဒီမှာရှိနေတဲ့ဒီ on ထားတဲ့ point တွေကိုပိတ်ပြီးလိုက်ပါเนาะဆိုတော့နောက်တစ်ချက်ရှိသေးတယ်ဒီအောက်မှာเนาะokay ဒီမှာเนาะဒါလေးကိုလည်းကျွန်တော်တို့ပိတ်ပြီးလိုက်ပါokay ပြီးရင်ကျွန်တော်တို့ခုနက software ကိုပြန်ပြီးတော့ install တင်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ software တွေဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ double click ပေးလိုက်မယ်เนาะ okay ဒီမှာပါเนาะတကယ်ချင်းတို့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီ software ကိုခုနက run လို့မရဘူး install တင်လို့မရဘူးအခုဒီမှာကျွန်တော်တို့ run လို့ရသွားပြီเนาะ okay နည်းပညာလေးကတော့ဒီလောက်ပါပဲခင်ဗျအားလုံးပဲအဆင်ပြေကြပါစေ